အားလုံးမင်္ဂလာပါကျွန်တော်တို့ရှေ့သင်ခန်းစာမှာတော့ကဟီရာဂနာအခက်အလေးတွေသင်ထားပြီးပြီဆိုတော့ဒီနေ့ဝေါဟာရစကားလုံးလေးတွေကိုကျွန်တော်တို့အရင်လေ့လာကြရအောင်အဲ့တော့ကျွန်တော်အဲ့ဒါကို၃ပိုင်းခွဲပြီးတော့ရေးထားတယ်ဟီရာဂနာရဲ့မြန်မာလိုရဲ့ရိုမာကြီးရဲ့ပေါ့နော်၃ခုကျွန်တော်ရေးထားတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ကြည့်ရအောင်ပထမဦးဆုံးကတော့အရဲ့ e ရဲ့အဲ့တော့ I ဆိုတာကျွန်တော်အချစ်ပေါ့နော် love ကိုပြောချင်တာ I အချစ်အဲ့တော့ကျွန်တော်လွယ်အောင်လို့ဒီဘက်မှာကျွန်တော်ရိုမာကြီးနဲ့လည်းကျွန်တော်ရေးပြထားတယ်ပေါ့နော် I ရဲ့ E ရဲ့E လို့တော့ကျွန်တော်မထွက်ဘူးပေါ့နော် I အချစ်နောက်တစ်ခါကျွန်တော်တို့အရဲ့ခရဲ့အဲ့တော့ဒီနေရာမှာကျွန်တော်ကခကိုအာရဲ့နောက်မှာကတ်လိုက်တဲ့အခါမှာအခါလို့မထွက်ဘဲနဲ့အကာလို့ထွက်เนาะကျွန်တော်အကာကာကြီးတန်ပဲကျွန်တော်ထွက်မှာပေါ့နော်အကာဆိုတာကအနီရောင်ပြောချင်တာပါအခါလို့ကျွန်တော်မထွက်ဘူးเนาะအကာအနီရောင်နောက်တစ်ခါကျွန်တော်ဒါကဖို့ပါခုတ်နှလုံးဆိုတော့ခုတ်ဆိုတာဒီနေရာဆိုတော့ဥပမာပစ္စည်းတစ်ခုကကိုယ့်ရဲ့အနီးနားမှာရှိနေတယ်ဆိုရင်ဒီနေရာမှာရှိရလို့ပြောချင်တာအဲ့ဒါဆိုရင်ကိုနဲ့အနီးဆုံးနေရာမှာရှိတယ်ဆိုရင်ခုတ်လို့သုံးမယ်ကိုနဲ့နည်းနည်းလေးလှမ်းတဲ့နေရာမှာရှိတယ်ဆိုရင်စုခုလို့သုံးပါစုခုဆိုတာဟိုနေရာလက်ညှိုးလေးထိုးပြီးတော့ပြလို့ရတဲ့နေရာမျိုးဆိုရင်စုခုလို့သုံးပါမယ်စုခုဒါဆိုရင်နောက်တစ်ခုကကြတော့အာဆိုခိုဆိုတော့ဟိုးအဝေးမှာရှိတာပေါ့နော်ဟိုးမှာတောင်တန်းတွေရှိတယ်ကျွန်တော်အဝေးမှာရှိတဲ့အရာတွေကိုပြချင်တယ်ဆိုရင်တော့အာဆိုခိုလို့သုံးပါမယ်ဒါဆိုရင်ဒါနေရာပြတဲ့အရာ၃ခုပေါ့နော်ခုဒီနေရာဆိုခိုဟိုနေရာအာဆိုခိုဟိုနေရာဟိုအဝေးမှာရှိတဲ့နေရာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နောက်တစ်လုံးဆက်ကြည့်ရအောင်အဲခိအဲခိဆိုတာကျွန်တော်ဘူဒါပေါ့နော်ယထာဘူဒါကိုပြောချင်တာအဲခိဘူဒါယောနောက်တစ်ခါကျွန်တော်ဣရဲ့ခဲရဲ့ဣခက်ဆိုတာကျွန်တော်ရေအိုင်လေးတွေပေါ့နော်ရေအိုင်ကိုကြတော့ကျွန်တော်ဣခက်လို့ခေါ်ပါမယ်နောက်တစ်ခါအာရှိတဆိုတာမနေ့ဖြန်အင်္ဂလိပ်လိုဆိုတော့ကျွန်တော် tomorrow ပေါ့နော် tomorrow ကျွန်တော်အာရှိတလို့ပြောပါမယ်ဒါဆိုကျွန်တော်တစ်ခေါက်ပြန်ပြီးတော့ပြန်ဆိုပြပါမယ်အတူတူလိုက်ပြီးတော့လိုက်ဆိုကြည့်ပါ I အချစ်အကာအနီရောင်ခုတ်ဒီနေရာဆိုခိုဟိုနေရာအာဆိုခိုဟိုနေရာအဲခိဘူဒါဣခက်ရေအိုင်အာရှိတမနေ့ပြန်ရမယ်နော်အဲ့ဆိုရင်ကျွန်တော်နောက်ထပ်စကားလုံးလေးဆက်ပြီးတော့ဆက်ကြည့်ရအောင်စုရဲ့ရှိရဲ့ဆိုတော့ဆူရှိဆိုတာကဒါကျွန်တော်ဂျပန်ယဉ်ညိထမင်းလိပ်ပေါ့နော်ဆူရှိကိုပြောတာဖြစ်ပါတယ်ဆူရှိနော်နောက်တစ်ခါကျွန်တော်တို့အာဆဲဆိုတာတော့ဒါကျွန်တော်တို့ချွေးဖြစ်ပါတယ်အာဆဲချွေးနောက်တစ်ခါကျွန်တော်တို့ဥရဲ့ဆိုရဲ့ဥဆိုဆိုတာအလိမ်အညာလိမ်ပြီးတော့ပြောတဲ့စကားတွေအလိမ်အညာစကားတွေကိုကျွန်တော်ဥဆိုလို့ပြောပါမယ်နောက်တစ်ခါကျွန်တော်တို့ချိခတက်စစ်ချိခတက်စစ်ဆိုတာမြေအောက်ယထာပေါ့နော်ကျွန်တော် MRD မြေအောက်ယထာကိုကျွန်တော်ပြောချင်တာပါချိခတက်စစ်မြေအောက်ယထာနာနီဆိုတာကျွန်တော်ဘာလဲ WHAT what နဲ့အဓိပ္ပာယ်တူပါတယ်နာနီဆိုတာဘာလဲ okane okane ဒီမှာလဲကျွန်တော်တို့okane လို့ကျွန်တော်မထွက်ပါဘူးเนาะကာကြီးတန်ပဲထွက်ပါမယ် okaneဆိုတာပတ်စံအောဆိုတာအပြာရောင်ပေါ့เนาะအပြာရောင်အောလို့ကျွန်တော်တို့ပြပြတတ်ချင်းမထွက်ပဲနဲ့အတန်လေးကိုဆက်ပြီးတော့ဆိုလိုက်ပါအောအပြာရောင်ဒါဆိုရင်ကျွန်တော်နောက်တစ်ခေါက်ထပ်ပြီးတော့ထပ်ဆိုပြမယ်အတူတူလိုက်ပြီးတော့ဆိုကြည့်ပါဆူရှိအာဆဲဥဆိုချိခတက်စစ်နာနီโอกาเนအောအခုကျွန်တော်တို့ပြောနေတဲ့ဝေါဟာရစကားလုံးတွေအကုန်လုံးကဟီရာဂနာတွေကြီးနေပဲကျွန်တော်ရေးထားတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့ဆက်ကြည့်အောင်ဒါလေးကဖုဖြစ်ပါတယ်လက်ရေးမှုနဲ့ရေးတဲ့ဟီရာဂနာနဲ့ကျွန်တော်တို့ကဒီကွန်ပျူတာစာစီစာရိုက်တဲ့ဒီကီးဘုတ်မှာပါတဲ့
ဒီပေါ်လာတဲ့စကားလုံးတွေကတော့မတူဘူးပေါ့နော်နည်းနည်းလေးတော့ကွာခြားမှုလေးတော့ရှိပါတယ်အဲ့တော့ food နဲ့ food နဲ့ food နဲ့ဆိုတာကျွန်တော် ship သင်္ဘောကိုပြောချင်တာပါ food နဲ့နောက်တစ်ခါ ဟိုရှိဟိုရှိဟိုရှိဆိုတာ star ကျဲကိုပြောတာပါဟိုရှိကျဲယာမယာမဆိုတာကတောင်ဖြစ်ပါတယ်တောင်ကိုကျွန်တော်တို့ယာမလို့ခေါ်ပါတယ်နောက်တစ်ခါရီမန်းချက်ကိုယ့်ရဲ့ရီမန်းချက်ကိုကြီးလာတဲ့အခါမှာကိုဘာဖြစ်ချင်လဲကိုဘာရီမန်းထားတာလဲအဲ့ဒါဆိုရင်တော့ you မဲ့ you မဲ့ you မဲ့ဆိုတာရီမန်းချက်ကိုပြောချင်တာပါခုမဲ့ခုမဲ့ခုမဲ့ကကြတော့ sense ဘာဖြစ်ပါတယ်ခုမဲ့ sense ဘာမူရှိဆိုတာပိုးမွားလေးတွေပေါ့နော်ကျွန်တော်ပိုးမွားလေးတွေကြတော့မူရှိလို့ခေါ်မယ်စစ်ချိကကြတော့မြေကြီးဖြစ်ပါတယ်ဒီမှာစစ်เนาะကျွန်တော်စစ်လေအတန်ထွက်တဲ့အခါမှာသွားလေးကိုစေ့ပြီးတော့စေ့ထားတဲ့သွားလေးကိုရှာလေးနဲ့ထိုးလိုက်ပါစစ်ချိမြေကြီးဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်နောက်ဆုံးတစ်ခေါက်ထပ်ပြီးတော့ထပ်ဆိုပြပါမယ်ဖူနဲ့ဟိုရှိယာမယူမဲ့ခိုမဲ့မူရှိစစ်ချိရမယ်နော်ဒါဆိုရင်ကျွန်တော်တို့ဆက်ကြည့်ရအောင်ဟာရူဟာရဲ့ရူရဲ့ကျွန်တော်ဟာရူຫນွေဦးရာသီဂျပန်မှာကျွန်တော်တို့ရာသီဥတုက၄မျိုးရှိတယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံလိုမျိုးຫນွေမိုးဆောင်းဆိုပြီးတော့သတ်မှတ်ထားတာမျိုးမဟုတ်ဘူးຫນွေဦးရှိမယ်ຫນွေရာသီရှိမယ်ဆောင်းဦးရှိမယ်ဆောင်းရာသီရှိမယ်အဲ့တော့ကျွန်တော်ຫນွေဦးကိုဟာရူလို့ခေါ်မယ်ຫນွေရာသီကိုကြတော့နတ်ຫນွေရာသီဆောင်းဦးရာသီကိုကြတော့အာခိဖြစ်ပါတယ်အာခိဆောင်းဦးရာသီဆောင်းရာသီကိုကြတော့ကျွန်တော်တို့ကဖူယူပန်းကိုကြတော့ကျွန်တော်တို့ဟာနာဆိုတာပန်းဖြစ်ပါတယ်ဟာနာရဲ့နောက်မှာကျွန်တော်တို့မိလေးထည့်လိုက်မယ်ဟာနာမိဆိုရင်ကျွန်တော်ပန်းကြည့်တာပါပန်းကြည့်ရဆိုတာဘာလဲဆိုတော့ကျွန်တော်ဂျပန်လူမျိုးတွေမှာ delay တစ်ခုရှိတယ်သူတို့နိုင်ငံမှာ cherry ပန်းတွေပွင့်တဲ့ရာသီပေါ့နော်အဲ့လိုမျိုးရာသီတွေရောက်တဲ့အခါကျရင်မိသားစုလိုက်ကျွန်တော် picnic အပန်းဖြေခီးထွက်တယ်လို့မျိုးပန်းခြံတွေထဲသွားပြီးတော့ဒါကျွန်တော်ပန်းလေးတွေကြွေကြလာတာသူ့ဘာသာသူသဘောအတိုင်းကြွေကြလာတော့သွားပြီးတော့ကြည့်ပြီးတော့အပန်းဖြေကြတာပေါ့နော်အဲ့ဒါကျွန်တော်ဟာနာမီလို့ပြောချင်တာပါအချင်းချုပ်ပဲကျွန်တော်ပြောပြတာပေါ့နော်ထပ်ပြီးတော့သိချင်တဲ့သူဆိုရင်တော့ကိုယ့်ဘာသာကိုကျွန်တော် Google မှာရှာကြည့်ကြပါဟာနာမီဆိုတာကျွန်တော်ကပန်းကြည့်တာပါTerra ဆိုတာကဖုန်ကြီးကြောင် Terra ဆိုတာဖုန်ကြီးကြောင်ပြောချင်တာပေါ့နော်ဒါဆိုရင်တစ်ခေါက်ပြန်ပြီးတော့ပြန်ဆိုကြည့်ရအောင် Haru ナス秋冬花見Terra ဆက်ကြည့်ရအောင် hito ဟီရဲ့ကျွန်တော်တို့ရဲ့ဆိုတော့ hito ဆိုတာလူကိုပြောချင်တာပေါ့နော်လူကိုကျွန်တော် human လူသားကို hito လို့ခေါ်ပါမယ် hikari ဒီမှာကျတော့ကျွန်တော်ကခါကို hikari လို့မထွက်တော့ဘူးအကာတော့ကလိုမျိုးကာကြီးတန်မထွက်ဘဲနဲ့ခောက်ခွေးတန်မထွက်ပါမယ် hikari ဆိုတာကအလင်းရောင်ဖြစ်ပါတယ် ray ဒီမှာလဲတူတူပဲကျွန်တော် ray ရဲ့ e ရဲ့ ray လို့ပြပြတတ်ကြီးကျွန်တော်မထွက်ပဲနဲ့အတန်လေးကိုဆက်ပြီးတော့ဆိုလိုက်ပါ rayဆိုတာကျွန်တော်ဥပမာ example ပေါ့နော်ဥပမာ example ပြောချင်တာပါနောက်တစ်ခုကျွန်တော်တို့မီမိဆိုတာနေရွက်ကိုပြောတာပါမီမိဆိုတာနေရွက်မီရဲ့နောက်မှာဆဲထည့်လိုက်မယ်မီဆဲဆိုတာဆိုင်ဖြစ်ပါတယ်ဆိုင်အရင်အကြီးတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဆိုင်ရက်ွက်ထဲမှာဖွင့်တဲ့ဆိုင်လေးတွေအဲ့လိုမျိုးဟာကျွန်တော်မီဆဲလို့ခေါ်ပါမယ်မီချိဆိုတာကတော့လမ်းဖြစ်ပါတယ်မီချိလမ်းမူရဆိုတာကရွာဖြစ်ပါတယ် village ရွာဖြစ်ပါတယ်ဒါဆိုတစ်ခေါက်ပြန်ပြီးတော့ပြန်ဆိုကြည့်ရအောင် hito hikari ray မီဆဲမီချိမူရဒါဆိုကျွန်တော်တို့ဆက်ပြီးတော့ရှိသေးလားဆက်ကြည့်ရအောင်ရှိသေးရเนาะကျွန်တော်ဆက်ကြည့်မယ်ဒါအိုကာနယ်ကပါပြီးသားဆိုတော့ကြော်လိုက်မယ်เนาะကျွန်တော်အောက်မှာခုရဲ့စဆိုခု
ကုဆဆိုတာမြက်ပင်လို့ပြောချင်တာပေါ့နော်နောက်တစ်ခါကျွန်တော်ဂျပန်လူမျိုးတွေဝတ်တဲ့ဝတ်စုံရိုးရာဝတ်စုံနှစ်မျိုးရှိရပေါ့နော်ခီမိုနိုရဲ့ဒါယူခါတာလို့ခေါ်တဲ့ဝတ်စုံပေါ့နော်ဝတ်စုံနှစ်ခုစလုံးတော့ဂျပန်ရဲ့ရိုးရာဝတ်စုံပဲအခမ်းအနားတွေမှာဆိုရင်တော့ခီမိုနိုဝတ်စုံဝတ်တဲ့ယူခါတာကတော့ကျွန်တော်ဒီမှာအိမ်နေမှာနေရင်းနဲ့ဝတ်တဲ့ဝတ်စုံလို့တော့ထင်တယ်ပေါ့နော်ကျွန်တော်လည်းအရင်တော့မသိပါဘူးအဲ့တော့ဒါသင်ရင်းနဲ့မှကိုသိတဲ့အကြောင်းအရာလေးကိုပြန်ပြီးတော့ sharing လုပ်ပေးတာဖြစ်တဲ့အတွက်ထပ်ပြီးတော့အသေးစိတ်သိကျင်တယ်ဆိုရင်တော့ကိုယ့်ဘာသာကိုရှာကြည့်ကြည့်ပါအဲ့တော့ယူခတာကိုကျွန်တော်ယူခတာလို့ပဲခေါ်ပါတယ်ရေးပါတယ်ယူခတာပေါ့နော်နောက်တစ်ခါခီမိုနိုကလည်းပဲကျွန်တော်ကခီမိုနိုဝတ်စုံပေါ့နော်နောက်တစ်ခါဆာရှိမိဆိုတာကျွန်တော်ငါးစိမ်းလွှာဆာရှိမိဆိုတာကျွန်တော်ကအဲဒီဂျပန်လူမျိုးတွေစားလေးရှိတဲ့အစားအစာတစ်မျိုးပါနောက်တစ်ခါဥမိကတော့ပင်လယ်ဖြစ်ပါတယ်အီနူကကြတော့ကျွန်တော်ခွေးဖြစ်ပါတယ်အီနူခွေးဖြစ်ပါတယ်တစ်ခေါက်ပြန်ဆိုရအောင်ခုဆယူခတာခီမိုနိုဆာရှိမိဥမိအီနူဒါဟီရာဂါနာတွေနဲ့ကျွန်တော်ရေးထားတဲ့စကားလုံးလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုကိုယ့်ဘာသာကိုပြန်ပြီးတော့လေ့ကြည့်ကြည့်ပါအာတမဆိုတော့ဥကောင်းကိုပြောတာပါအာရှိဆိုတာကခြေထောက်ခုချိဆိုတာကပါးစပ်တဲကလက်မဲကမျက်စိဟာကသွားဝတရှိကကျွန်တော်ဂျပန်စက်ကားတွေမှာကျွန်တော်ကြားဘူးလားမသိဘူးเนาะဝတရှိကဆိုတာကကျွန်တော်ကကျမကလို့ပြောချင်တာပေါ့เนาะအိုင်ဆိုတဲ့စကားလုံးလေးနဲ့အဓိပ္ပာယ်တူပါတယ်ဝတရှိအခုရေးတဲ့စကားလုံးတွေကလေကျွန်တော်တို့ခတ္တခဏနဲ့ရေးလို့လည်းရတယ်ပြီးခန်းကြီးနဲ့လည်းရေးကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အခုဟီရာဂနာကိုသင်ထားပြီးဖြစ်တဲ့အတွက်ကျွန်တော်ဟီရာဂနာစကားလုံးလေးနေနဲ့ပဲအရင်ရေးထားတဲ့ဟာလေးကျွန်တော်အရင်သင်ပြတာပေါ့နော်အဲ့တော့အဲ့ဒါလေးကိုကိုယ့်ဘာသာကိုအရင်လေ့ကျင့်ထားပါအဲ့တော့ဂျပန်စာမှာကျွန်တော်တစ်ဆင့်ချင်းပဲသွားရမှာပေါ့နော်ရိုမန်ကြီးပြီးရင်ဟီရာဂနာ46လုံးရေးပုံရေးနည်းဒါကိုမြင်လိုက်တာနဲ့ဒါကခလားဒါကခိလားအဲ့ဒါကိုတိတိကျကျနားလည်သဘောပေါက်ပြီးမှကျွန်တော်ကခတခနာ46လုံးကြည့်ရမှာဖြစ်တယ်ဟီရာဂနာ46လုံးလည်းမမှတ်မိသေးပဲနဲ့ခတခနာ46လုံးသွားကြည့်မယ်ဆိုဟီရာဂနာမှာရေးထားတဲ့ခနဲ့ခတခနာမှာရေးထားတဲ့ခနဲ့အတန်ထွက်ခြင်းတူပေမဲ့အခရာကကျွန်တော်မတူဘူးဒါဆိုရင်အကုန်လုံးရောသွားလိမ့်မယ်အဲ့တော့ဟီရာဂနာ46လုံးကိုမရသေးဘူးဆိုဟီရာဂနာ46လုံးအရင်ကြည့်အဲ့ဒါတွေပိုင်နိုင်ပြီဆိုမှခတခနာကိုဆက်ပြီးတော့ဆက်သွားပါဒါဆိုရင်ကျွန်တော်တို့ဒါဝါဟာရစကားလုံးလေးတွေဆက်ပြီးတော့ဆက်ကြည့်ရအောင်နောက်တစ်ခုကနိုမီမိုနိုဆိုတာတောက်ဆရာဆိုတာအချိုရည်ပဲဖြစ်ဖြစ် drink ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ယာမကာပဲဖြစ်ဖြစ်တစ်ခုခုပေါ့နိုမီမိုနိုဆိုတိုဆိုတာအပြင်ဘက်ပါရှီတာဆိုတာကအောက်ဘက်ဖြစ်ပါတယ်စုခိုးရှိဆိုတာအနှဲငယ် a little ပေါ့နော်စုခိုးရှိအနှဲငယ်မိုမိုဆိုတာမက်မွန်တီကိုအတူကောက်ခေါ်တာပါမိုခုစစ်ရှိတာဆိုတာကခြေအိပ်ကိုပြောတာပါခုစစ်ရှိတာရှီရိုဆိုတာအဖြူရောင်ဖြစ်ပါတယ်ရှီရိုအဖြူရောင်ဒါဆိုကျွန်တော်တစ်ခါလောက်ပြန်ပြီးတော့ပြန်ဆိုကြည့်ရအောင်နိုမီမိုနိုဆိုတိုရှိတာစုခိုးရှိမိုမိုခုစစ်ရှိတာရှီရိုအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဟီရာဂါနာနဲ့ပတ်သက်တဲ့ဝါဟာရစကားလုံးလေးအချို့ကိုဒါကျွန်တော်သင်ခဲ့တာဖြစ်ပါတယ်ဒီသင်ခန်းစာလေးမှာတော့ကျွန်တော်ဒီလောက်ပါပဲအဲ့ဒါလေးတွေကိုကိုယ့်ဘာသာကိုရေးမယ်ကျွန်တော်ဒီဘက်ကရိုမာကြီးကတော့ကျွန်တော်တို့ကဟီရာဂါနာမမှတ်မိသေးခင်မှာသိအောင်လို့ရေးပြထားတာပေါ့နော်အဲ့ဒါမရေးလဲရတယ်ဒီဘက်ကကျွန်တော်တို့ဟီရာဂါနာရဲ့ဒါကျွန်တော်တို့မြန်မာလိုလေးရတွဲပြီးတော့မှလေ့ကျင့်ကြည့်ပါအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဝါဟာရစကားလုံးလေးတွေကိုပို့ပြီးတော့နားလည်သဘောပေါက်လွယ်လာပါလိမ့်မယ်အဲ့တော့နောက်သင်ခန်းစာမှာကျွန်တော်ပြန်ပြီးတော့ပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်